ဗီဒီယိုအစမှာခြေတံရှင်ငတ်မိခင်ဟာသူ့ရဲ့အတိုက်ကိုကျူးကျော်ဖို့စ조사နေတဲ့ခွေးတူဝတ္တုတစ်ကောင်ကိုတတိပြုမိသွားပါတယ်။ငတ်မာဟာအတိုက်ကိုစွန့်ခွာပြီးတစ်ပင်အောက်ကိုအမြန်ဆုံးဆင်းသက်လာကကျူးကျော်သူကိုစတင်တိုက်ခိုက်ဖို့ပြင်ဆင်ပါတယ်။ခြေတန်းရှည်ငှက်တွေဟာသူတို့ရဲ့တန်မာတဲ့ခြေထောက်တွေနဲ့ကန်ကြောက်ပြီးမွေတွေကိုတတ်ဖြတ်နိုင်စွမ်းရှိသူတွေပါဒါပေမဲ့ခွေးတူဝက်တူဆိုတာကလည်းတောရိုင်းတိရစ္ဆာန်လောကမှာအကြောက်တရားအကင်းဆုံးတတဝအဖြစ်နာမည်ကြီးပါတယ်မိခင်ငှက်ဟာသူ့ရဲ့သားသမီးတွေကိုကာကွယ်ဖို့အတွက်ခွေးတူဝက်တူကိုအဆက်မပြတ်ကန်ကြောက်ပြီးတိုက်ခိုက်ပါတယ်တိုက်ပွဲအတွင်းမှာခွေးတူဝက်တူဟာအခွင့်အရေးကိုစောင့်ဆိုင်နေခဲ့တာပါခြေတန်းရှည်ငတ်မရဲ့ကံချက်တွေကိုခံနိုင်ရရှိရှိနဲ့တုံ့ပြန်ရင်နောက်ဆုံးမှာတော့ခွေးတူဝက်တူဟာခြေတန်းရှည်ငတ်မရဲ့နူးညံ့တဲ့လေပင်ကိုအမိအရာကြွိုက်မိသွားပါတယ်ခွေးတူဝက်တူဟာသူ့ရဲ့တန်မာတဲ့မေးရိုးတွေနဲ့ငှက်ရဲ့လေပင်ကိုမလွတ်တမ်းကြိုက်ထားပြီးအသာစီရယူသွားပါတယ်ဒီတိုက်ပွဲဟာတဘာဝတရားရဲ့ရက်စက်မှုနဲ့ရှင်တန်းရဲ့အတွက်ဘလောက်အထိရုန်းကန်ရတယ်လဲဆိုတာကိုပြသနေပါတယ်